အလွန်လှပသောမိန်းကလေးတစ်ယောက်တန်ကြိုးများဖြင့်တုံနှောင်ပြီးသူမ၏ဖြူပွေးလှပသောပေါင်တော်ကို350ရှိတဲ့လျှက်စစ်တုပ်ဖြင့်အားရပါးရထိုးနှက်ခြင်းခံရသည့်အသက်60ကျော်ဦးထင်လင်းဆိုသူကသူမ၏နာကျလွန်းလို့တွတ်ဆုပ်နေတဲ့ခန္ဓာကိုယ်လေးကိုအရသာခံပြီးကြည်ကဆက်ခါတလဲလဲထက်လုံနေသည်ထို့နောက်သူမ၏ပါးစပ်နှင့်တခြားထိုးလို့ရတဲ့အပေါက်တွေကိုလျှက်စစ်တုပ်နှင့်ဆက်တိုက်ထိုးနှက်နေလေသည်သူမမှာနာကျည်ရလွန်းလွန်းအကန့်အသတ်ကိုတောင်ရောက်နေသည်ထို့သူသည်ဘောင်းပီစစ်ကိုဖြုတ်ကာသူမအပေါ်မတော်တရားလုပ်ကချွေးတုပ်ပြီးမြေအောက်ခန်းကပြန်ထွက်လာခဲ့သည်ဒဏ်ရာများနှင့်လဲနေသောသူမကိုတားကြီးဆိုသူကသူမနားလာကလောင်ပြောင်နေသည်ကောင်မလေးလည်းမရှိတော့တဲ့အာရင်နှင့်သူ၏မျက်နှာကိုပုတ်လိုက်သည်ကိုထိုသူကဒေါသထွက်ကသူမကိုပေါ်၌ခွထိုင်ကအာရပါရတတိဖြင့်အချင်းပေါင်းများစွာထိုးနှက်ခဲ့သည်မျက်နှာမှာဒဏ်ရာများစွာဖြင့်လဲနေသောသူမကိုဘေးချကတငယ်ချင်းအပေါင်းပါတွေခေါ်ကာမျက်နှာရန်မြေချင်းကိုရီရီမောမောတူးနေကြသည်ထို့နောက်ငွေယိုပြီးတောင်းပန်စကားပြောနေသောသူမကိုလစ်လူရှုကအခေါင်းတစ်ခုတည်းထက်ကာကျင်းနဲ့ချပြီးမြေများအဆက်မပြတ်ဖုံးချနေလေသည်ပြီးနောက်အခန်းကိုတေချာမြေပို့ပြီးအပေါ်မှာတူးရများကိုကွယ်ဝဲရန်ဖျားလိုက်ပါခြေထောက်နှင့်ကန်ကြောက်ဖုံးလိုက်သည့်အကြောက်တရားနှင့်အမှောင်ထုမှနာကုတ်မှုတွေကိုခံစားရင်းကန်တရားကတဖန်မျက်နှာသာပေးခြင်းခံရသည်သူမကရေဆိုးဆွနေတဲ့အောက်မှာရှိတဲ့လိုင်ကောင်းစီပြုတ်ကျသွားပြီးသူကိုယ်သူတေသူလားဝိညာဉ်လားမတဲခွဲတော့ပဲအိမ်တစ်ခုကရေခဲတစ်တာကိုခိုးစားနေချိန်မှာတော့ You don't even know what's happening. တကယ်တော့သူမခိုးဝင်လိုက်တဲ့အိမ်ဟာခရယန်ဖုံးတော်ကြီးတစ်ပါးရဲ့အိမ်ဖြစ်နေပါတယ်ဖတ်တာဟာသူမကိုအိမ်ချေရမဲ့တယောက်ထင်ကစားစရာတချို့နဲ့အိပ်ရာတချို့ကိုပေးလိုက်ပါသေးတယ်သူမလည်းဝမ်းသာအားရနဲ့လက်ခံကသူမအသက်ဘေးကလွတ်လာတဲ့မြောင်းစီပြန်သွားခဲ့ပါတယ်နောက်တစ်နေ့မှာသူမဟာလက်စားချေဖို့တူးမြောင်းစီကထွက်လာပြီးပါဝင်ပတ်သက်တဲ့သူတွေကိုလိုက်ချောင်းပါတော့တဲ့သူမဟာပါဝင်ပတ်သက်တဲ့တယောက်ချင်းတိုင်းရဲ့သွားတက်တဲ့နေရာတွေကိုအမှောင်ထဲကနေချောင်းမြောင်းနေခဲ့တဲ့အခွင့်အခါတင်တာနဲ့တယောက်ချင်းတိုင်းကိုပြန်လက်စားချေဖို့ပါဒီလိုနဲ့မြေမြုပ်ရာမှာပါဝင်ခဲ့တဲ့ဦးထင်လင်းသားရဲ့တငယ်ချင်းကိုစတင်ပြစ်မှတ်ထားခဲ့ပါတယ်ကော်ဖီဆိုင်တစ်ခုမှာကော်ဖီတောက်နေတော့သူမကိုမြုပ်နှံတုံးကတဲလွန်17တူကိုကော်ဖီတောက်နေတဲ့သူစီတမင်တကာပေးခဲ့ပါတယ်ထို့သူလည်းတဲလွန်ဆော့ကိုမြင်ပြီးဘေးဘက်ကိုကြည့်လိုက်ရာသူမကိုမတဲမကွဲမြင်စေခဲ့ပါတယ်ထို့သာလည်းအနောက်ကနေလိုက်ချောင်းရအဆောက်အဦတစ်ခုရဲ့အမှောင်ဘက်အချမ်းမှာစောင့်နေပြီးလက်အီးမှုကိုရယူခဲ့တဲ့အနောက်ကနေကျိုးကွင်းနဲ့လေပင်ကိုအားရပါရညစ်ကသတိမေ့သွားအားတဲ့အချိန်နေရမှာအဝတ်တွေကိုချုပ်ကကျိုးနဲ့တုံနှောင်ထားပါတယ်။တတိယလာတဲ့အခါသူမကဓာတ်တစ်ချောင်းနဲ့ခန္ဓာကိုယ်အနှံ့ကိုဖြည်းဖြည်းချင်းတွေးရဆက်စွာထိုးနှက်ခဲ့ပါတယ်။ထိုသူမအနာကျင်လွန်းလို့အော်ဟစ်ခဲ့ပေမဲ့ဘယ်သာမှမကြားနိုင်ခဲ့ပါဘူး။သူမဟာဒဏ်ရာတွေကိုချီးနဲ့တိတ်ကသူမနာကျင်ခံစားရတယ်လို့ပြန်ခံစားစေခဲ့ပါတယ်။နောက်ထပ်ဖြစ်မှာတစ်ခါကတော့ဂျော်ဒန်ပါသူဟာကလပ်တစ်ခုမှာမိမလလေးတွေနဲ့လူမန်းသူမန်းမသိအောင်တောက်နေခဲ့တာပါ။ဘသူကထင်ခဲ့မှလဲဒီနေ့ဟာသူ့ဘဝရဲ့နောက်ဆုံးအချိန်တွေဆိုတာအရန်Movie Engine လို့အိမ်သားတွေကိုဝင်ခဲ့တဲ့အချိန်မှာတော့မှန်ထဲကနေအနောက်မှာရောက်နေတဲ့သူမကိုတွေးလိုက်ရပါတယ်။တည်သွားတဲ့သူကိုရုတ်တရက်ပြန်တွေးလိုက်ရတော့စားထားသမျှပြန်အန်ထွက်လာပါတော့တယ်။အမူးလုံပြီးအင်အားကြီးနေနေတဲ့သူကိုသူမကအစကတည်းကအရက်ထဲမှာအစိတ်ခတ်ခဲ့တာပါ။ကျမ်းပြင်မှာလဲကျသွားတဲ့ဂျော်ဒန်ကိုစစ်စစ်ကြည့်ကနင်တို့ငါ့ကိုလှုပ်ကြံခဲ့ကြလို့တနေ့ဒီလိုပြန်ခံစားရမယ်လို့တွေးဘူးလားဆိုပြီးဂုတ်ကနေဆွဲကသူအန်ထားတဲ့အိမ်သားခွက်ထဲကိုခေါင်းကိုနစ်ချလိုက်ပြီးအပေါ်ကနေဖိထားလိုက်ပါတယ်ထက်ခါတလဲလဲနှက်လိုက်တဲ့အချိန်မှာတော့ဂျော်ဒန်တယောက်အန်ဖက်နဲ့တွေးရကြကအိမ်သာခွက်ထဲမှာမာလကီယာသွားခဲ့ရပါတော့တယ်နောက်တယောက်အလဲကြကတော့သူကိုရဲရဲဆက်ဆက်ညှဉ်းပန်းခဲ့တဲ့ဦးထင်လင်းမှာသူဟာလူကြီးသူကောင်းလို့ဝစ်စားထားပြီးမွေးနေ့ပါတီတစ်ခုကိုကျင်းပနေတာပါသူမဟာအဲပါတီပွဲနာသွားပြီးလူရိပ်လူရောင်ပြခဲ့ပါတယ်သူဟာတငယ်ချင်းတွေကိုခဏအပြင်သွားမယ်ပြောပြီးခဏကမြင်လိုက်တဲ့လူရိပ်လူရောင်နောက်ကိုလိုက်ခဲ့ပါတယ်အဆောက်အဦတစ်ခုရဲ့အောက်အမှောင်ထဲကိုရောက်တဲ့အချိန်မှာတော့မိန်းကလေးကအနောက်ကနေအတုံးကြီးကြီးနဲ့တစ်ချက်တည်းထူချလိုက်ပါတယ်ပြီးတဲ့အခါမှာတော့ကရင်ပေါ်မှာခြေလက်တွေကိုတုံနှောင်ကသူမကိုထိုးခဲ့တဲ့350ဖို့အားရှိတဲ့လျှက်စစ်ချောင်းကိုသူမကကင်ထားပါတယ်ထို့နောက်သူမခံစားရတယ်လို့ခန္ဓာကိုယ်ရဲ့အနုအရွက်နဲ့အပေါက်တွေထဲကိုထိုးထည့်ပြီးရှော့တိုက်လိုက်ပါတယ်အားရပါကနှိပ်စက်ပြီးတဲ့အခါမှာတော့ရှင်ကအချောင်းကြိုက်တာလားဆိုပြီးစက်ပစ္စည်းတွေကစပရင်ဘားချောင်းတစ်ခုကိုဆွဲထုတ်ကပါဇက်ကနေထိုးထည့်လိုက်ပါတယ်အဲ့လာစပရင်ဘားချောင်းနဲ့ဘက်ထရီကိုချိတ်ဆက်ပြီးတိုက်ရိုက်ရှော့တိုက်ချလိုက်ပါတယ်ခန္ဓာကိုယ်ကအငွေ့တွေထွက်တဲ့အထိတရှော့ကိုပေးလိုက်ပါတယ်နောက်တစ်ယောက်ကတော့ဦးထင်လင်းရဲ့သားနီကပါသူကတော့ဘေးကလူတွေတယောက်ပြီးတယောက်ပျောက်သွားလို့လိုက်ရှာနေခဲ့ပါတယ်သူဟာဒေါ်လာတချို့နဲ့အင်ဂျီစတွေကနေမြေအောက်ခန်းစီရောက်လာခဲ့တဲ့အချိန်မှာတော့အဝတ်ပလာနဲ့အသက်ခံထားရတဲ့တငယ်ချင်းကိုတွေးလိုက်ရပါတယ်အသက်ငွေလေးရှိတဲ့သူ့အနာကိုဘသူလောက်တာလဲဆိုပြီးကတ်သွားချိန်မှာတော့သူမဟာအနောက်ကနေတန်တုံးနဲ့ခေါင်းကိုရိုက်ချလိုက်ပါတယ်နီကာကိုလည်းကျိုးတော့ဒီနဲ့တုတ်ကအသားတွေကိုဖောက်ပြီးဘက်ထရီညက်တွေကိုအသုံးပြုကရှော့တိုက်ခဲ့ပါတယ်ထို့နောက်တန်တွေကိုဖြတ်တဲ့အခါမရွေ့သွားအောင်ညက်တဲ့ဟာကိုသုံးပြီးခြေထောက်တွေကအယိုးတွေထိကျဉ်ညက်ပြီးကျိုးအောင်ရစ်ချလိုက်ပါသေးတယ်ဒီလိုနဲ့နီကလည်းအသက်နဲ့ဝိညာဉ်အိုးစားကွဲသွားပါတော့တယ်